အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပေါင်းဥမတုံးမဲနဲ့ဒီကောက်ညင်းကို microwave ထဲမှာပေါင်းလို့ရပါတယ်လို့ဒါကျွန်မပေါင်းထားတာပါလို့เนาะဒီအမဲကနည်းနည်းပေါင်းရကြာတယ်ဒါကြောင့်မို့အနည်းဆုံးမိနစ်40ပေါင်းပါတယ်ပေါ့เนาะအဖြူဟာဆိုရင်တော့မိနစ်20 30လောက်ဆိုရင်ကောင်းကောင်းကြက်ပါတယ်ပေါ့เนาะဒါကျွန်မပေါင်းပြီးသားဟာကိုပြန် try ကြည့်တာပါစားကောင်းလားမကောင်းလားပေါ့ကျွန်မရဲ့ချစ်ချက်က try ကြည့်တာသူပြောအရန်ကောင်းတယ်တဲ့ပေါင်းဦးမရှိရင်လေကိစ္စမရှိပေါင်းဦးရှိတော့ပေါင်းဦးထဲမှာပေါင်းစားပေါ့နော်ဒါပေမဲ့အခုကျွန်မကတော့ microwave ထဲမှာဒီလိုပေါင်းတာပါလို့ဒီမှာပြီးရင်ဒီလိုမျိုးမွေပေးပြီးမှဘာနဲ့ဖြစ်စားလို့ရတယ်နော်ကျွန်မကတော့ဒီနေ့ဝက်ယိုးကိုကျွတ်လေးကြော်ထားတာဖြစ်ပါတယ်ပေါ့နော်ဒါနဲ့ကျမတို့ညဒီနေ့ဒီဟာနဲ့စားကြပါမယ်လို့ဒါကြောင့်မတငယ်ချင်းတို့လည်းကောင်းကြီးပေါင်းစားချင်တဲ့ချိန်တကယ်ပဲပေါင်းဖို့မရှိရင်လည်းဒီလိုမျိုးပေါင်းစားလို့ရပါတယ်ဆိုတာကိုပြောပြတာပါတန်တန်တန်ဒီမှာဒီနေ့ကျမတို့ညစားမယ့်ဟာလေးဖြစ်ပါတယ်ပေါ့နော်ဒီမှာစားလို့ကောင်းတဲ့ကောင်းကြီးနဲ့ဝတ်သားကျွတ်ကြော်ပါလို့ဒီမှာချက်လေးကအပြည့်ဆွဲပြီးမှအားပေးနေပါတယ်ပေါ့နော်ကျွန်မကတော့ brown rice နဲ့အားပေးနေပါတယ်ဒီမှာ bye bye thank you